Premier League ရှုံးချွေးကို FA ကမှအပြည့်အဝပြန်ဆက်သွားဖို့ရှိနေတဲ့လီဗာပူးဂျာယန်မှာသင်ခန်းစာတွေကောင်းကောင်းပေးသွားခဲ့ပြီးလာမယ့်ဝီကန်အတွက်သတိပေးစကားဆိုလာခဲ့တဲ့ဝင်ဘလေအသင်းနဲ့ UCL ရဲ့ပွဲချက်အနေထားတွေကြောင့်ဒီတစ်ချိန်ပေါ်ဆမိပါကဖလားလက်မဲ့ရာသီကိုဖျက်ဆီးသွားရနိုင်တဲ့ဂျိုးဂျာအသင်းတို့ရဲ့ FA ဖလား Round 5 ပွဲစဉ်လေးကိုပွဲကြိုသုံးသက်ချက်လေးလုပ်ပေးသွားခြင်းပါတယ်အားလုံးပဲမင်္ဂလာပါ MILAN Football Match ကနေကြိုဆိုလိုက်ပါတယ်မီဒဝေးပွဲစဉ်အတွင်းပြောစရာများခဲ့တဲ့လီဗာပူးတို့အနေနဲ့လာမယ့်စနေမှာပဲဝူဘာဟန်ဒန်အသင်းနဲ့အဝေးကွင်းမှာထပ်မံရင်ဆိုင်ရဖို့ရှိနေပြီးလောလောလတ်လတ်ရေးနှိမ်ထားမှုနဲ့အတူချုံထွက်ပွဲစဉ်လည်းဖြစ်နေတာကြောင့်တကယ်ကိုအကျိတ်နဲ့ရှင်ပြိုင်လာကြမယ့်အနေအထားမှာရှိနေပါတယ်ပရီးမီးယားလိမှာအနိုင်ယူပြထားတဲ့နီးပြအရက်ရဲ့အသင်းဟာဆိုရင်လူစင်းပိုင်းမှာကြီးကြီးမားမားပြောင်းလဲသွားမှာမဟုတ်ပဲပြီးခဲ့တဲ့ပွဲစဉ်ကအတိုင်းသာထုတ်သုံးလာဖို့ရှိနေတာပါဒါပေမဲ့နီးပြအာနီစလော့ရဲ့ line နံပါတ်တော့အစားထိုးရမယ့်ကစားသမားအချို့ရှိနေပြီးပြင်ဆင်စရာအစိပ်ပိုင်းတွေအတွက်နီးပြတယောက်အနေနဲ့ဘယ်လိုမျိုးခေါင်းသုံးလာမလဲဆိုတာစောင့်ကြည့်ရဖို့ရှိနေပါတယ်အထူးသဖြင့်ပလေယာတွေရဲ့လုံအောင်တွေရောချနေတာမျိုးအဖြစ်မခံပဲပွဲစားကလေးကကွင်းလယ်ပိုင်းမှာအသာစီးရယူပြကစားခွက်ကိုစိုးမိုးနိုင်ဖို့ကြိုးစားရင်အခွင့်အရေးတိုင်းကိုအတိအကျအသုံးချသွားရမှာဖြစ်ပါတယ်တစ်ဖက်ကဝူဘာဟန်ဒန်အသင်းကတော့ဒီယာဒီတစ်ခုတည်းသောမျှော်လင့်ချက်အဖြစ်ရှိနေတဲ့ FA ဖလားအတွက်အင်ကွင်းပရိသတ်ရှင်းမောင်မှာအကောင်းဆုံးဖျော်ဖြေပြမှာဖြစ်ပြီးအရင်လိုခန်းစစ်ကစားပုံမျိုးထက်ဆိုင်ရင်အပြန်အလှန်တိုက်စစ်ဖွင့်ကစားလာလိမ့်မယ်လို့မျှော်လင့်မိတာပါပြီးခဲ့တဲ့ပွဲစဉ်ကတွင်ကိုတွေခွင့်ပြုခဲ့ရတဲ့လီဗာပူးညာချမ်းခန်းစစ်နေရာအတွက်တစ်ဖက်တစ်ပိုင်းအားကောင်းတဲ့ဂိုးမက်ကိုပွဲထွက်စေခြင်းကဝင်ဘလေအသင်းရဲ့တောင်ပန်လှုပ်ရှားမှုတွေကိုထိန်းချုပ်ဖို့ပုံမအလုပ်ဖြစ်စေနိုင်ပါတယ်နှစ်သင်းစလုံးရဲ့ midfield line မှာတော့အားကောင်းလာတဲ့အတွဲဖက်တွေရှိနေတာကြောင့်ဒီကစားသမားတွေရဲ့လုံနိုင်စွမ်းတွေပေါ်မူတည်ပြီးအလှည့်ပြောင်းနေများစွာဖြစ်စေနိုင်ကပွဲစဉ်ရဲ့အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုအဖြစ်ရှိနေတာပါဘူဘာဟန်ဒန်တိုက်စစ်အတွက်ဂျိုးဂျာနောက်တန်းနေအရင်လိုအမားမျိုးကျူးလွန်လို့မရတော့ပဲခန်းစစ်နဲ့ကွင်းလက်ကြားကနေရာလွတ်တွေရှိမနေစေအောင်မာကာဂရာဘီအတွက်အနေနဲ့အတက်စင်းနေမှန်ကန်နေဖို့လိုအပ်ပါတယ်ဖလော်ရီယန်ဘီရဲ့မပါနိုင်ခြင်းကလီဗာပူးအသင်းပေါ်တက်ရောက်မှုကြီးမားနေကထိရောက်တဲ့ဖန်တီးမှုတွေနဲ့အတူပြန်မဲ့နောက်တန်းကိုဖြိုခွင်းနိုင်စွမ်းတွေပါရောကျလာနေခဲ့တာပါအင်ရှင်ဝင်ဘလေတို့ရဲ့၃ရောက်တန်းခန်းစစ်တိုင်းကြီးကိုဖီယိုဖျဲနဲ့အလောက်ချုပ်စေနိုင်ဖို့အတွက်အကြက်တဲတွေကြားကကိုဒီကပိုအစားအန်ကူမိုဟာကိုသာနေရာပေးလာတင်ပြီးဒီအတွက်အာနီစလော့တရနှလုံးသားထက်အုံနောက်ကိုသာပိုလို့ဦးစားပေးလာရတော့မှာဖြစ်ပါတယ်လီဗာပူးတို့အနေနဲ့ပြီးခဲ့တဲ့ရှုံးနိမ့်မှုတွေကိုဘေးချိတ်ထားကရာသီကုန်မှာပျောက်ကြီးဘဝမရောက်ရှိရတဲ့အတွက်ဘူဘာဟန်ဒန်နဲ့ FA ဖလားပွဲစဉ်ကိုအနိုင်ကစားပြီးပရီးမီးယားလိဂ်ရှုံးကျွေးကိုပါတပါးတည်းထက်ဆက်သွားဖို့လိုအပ်နေတာပါဒါကြောင့်ပဲဧည့်သည်ဂျိုးဂျာတို့ကအင်ရှင်ဝင်ဘလေပေါ်တကူဒါမှမဟုတ်နှစ်ကူအသားနဲ့အနိုင်ရရှိသွားမယ်လို့ထပ်မံစွန့်စားရွေးချယ်ပေးလိုက်ရှင်ပါတယ်ညီကိုတို့အမြင်မှာရောလာမယ့်ပွဲအတွက်အရှင်တွေဘယ်လိုရှိနေသလဲဆိုတာကွန်မန့်မှာဝင်ရောက်ရေးသွားခဲ့လို့ရပါတယ်အသေးတွေအတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း like and follow လေးလုပ်သွားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်